အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးအားလုံးပဲမင်္ဂလာပါမင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါကဲနော်မင်္ဂလာပါမင်္ဂလာပါခင်ဗျားကျွန်တော်တို့ဒါဂျာတာပင်းအတွက်လေးကိုကျွန်တော်ခဏလေးပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးတင်ပေးလိုက်တယ်ဗောနော်လိုက်ကတော့လွှင့်လို့မရဘူးတေးဘူးဗီဒီယိုတွေပဲတင်မယ်ဗောနော်ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်နော်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးအားလုံးပဲဒူဒီလက်ကီမဟုတ်ဘူးအားလုံးပဲမင်္ဂလာပါမင်္ဂလာပါဗျာနော်မင်္ဂလာပါမင်္ဂလာပါအားလုံးပဲမင်္ဂလာပါတို့ကျွန်တော်ပို့တင်ပေးထားရင်နော်ကိုလင်းရဲ့အကောင့်သစ်ဆိုတာလေးကိုနော်ကဲမိတ်ဆွေတို့ကျွန်တော်ဥစားပထမအနေနဲ့ကနန်းလေးမပြောခင်ပြောချင်တာလေးတစ်ခုပြောအောင်မယ်ကဲအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲမင်္ဂလာကျွန်တော်မနက်ဖြန်12ရက်နေ့ပေါ့နော်12ရက်3လပိုင်း2026ကြာသပတေးနေ့12နာရီ10မိနစ်ကိုကျွန်တော်ပြောပေးမယ်နော်ကျွန်တော်ကြိုက်တဲ့ကနန်းလေးလာရောက်တင်ပေးခြင်းဖြစ်ပါတယ်ကြာသပတေးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကံမဲ့ဝမ်းချင်းကျွန်တော်ကြိုက်တဲ့ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်ဂျာတာပင်းနဲ့ဆက်နိုင်တယ်မလို့ကျွန်တော်ကံမဲ့ဝမ်းချင်းလေးကနှစ်ခွန်ဝမ်းချင်းပါဝမ်းချင်းကနှစ်ခွန်နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍကနော်နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍက20နှစ်1 2 5 2 6ဟာနှစ်နဲ့ပတ်သက်တဲ့ကဏ္ဍက20နှစ်1 2 5 2 6ဝမ်းချင်းကနှစ်ခွန်ပြီးသားနော်ဝမ်းချင်းကနှစ်ခွန်နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍက20နှစ်1 2 5 2 6ခွန်နဲ့ပတ်သက်တဲ့ကဏ္ဍက80ခွန်1ခွန်5ခွန်6ဝမ်းချင်းကနှစ်ခွန်နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍက20နှစ်1 2 5 2 6ခွန်နဲ့ပတ်သက်တာ80ခွန်1ခွန်5ခွန်6ခွန်နော်အဲ့မှာ20နှစ်5တတိထား80ခွန်5တတိထားလေးတင်ပေးလိုက်တယ်ဟုတ်ပြီလားနော်ကဲကျွန်တော်ရဲ့စိန်မာစတာကြီးလေးမပြောခင်ကျွန်တော်တင်းလာနေကြာတာပင်းနေနေကုန်နှစ်တလုံးကြိုက်တယ်ဗျနော်ကြာတာပင်းနေနေကုန်နှစ်တလုံးကြိုက်တယ်နှစ်ကြိုက်တယ်ဗျကြာတာပင်းနေမှာအခုကနှစ်ကဲ3ဝက်ကျန်တယ်ကြာတာပင်းနေနေကုန်မှာနှစ်ကြိုက်တယ်ကိုနဲ့အကြိုက်တွင်ဖြုတ်မကြိုက်ရင်မဖြုတ်နဲ့ရွေးထိုးခြင်းတဲ့သူတွေက20နှစ်1 2 5 2 6နော်အဖွဲ့ဝင်တွေကဘာလဲဆိုတော့ဇာတုပတ်တိနဲ့ပတ်သက်တဲ့တင်ခွက်ကိုအဓိကထားဆော့ပေးနော်ဟုတ်ပြီလားဇာတုပတ်တိနဲ့ပတ်သက်တဲ့တင်ခွက်ကိုအဓိကထားဆော့ပေးပါဟုတ်ပြီလားနော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲနော်တခါလေးပြောလိုက်တယ်နော်စိန်မာစတာကြီးကတော့3ည5ခွန်ကြီးပါကြာတာမင်းအတွက်ကိုနော်နော်ဟုတ်ပြီလားကြအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးကတက်တာပါခွန်နိုင်ပါနော်အားလုံးတက်တာပါခွန်နိုင်ပါအိမ်မလာလာမကြပါနဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးတက်တာပါနော်အားလုံးပဲဒီဗီဒီယိုလေးကိုများများလေး share ပေးတူတီနဲ့ပတ်သက်တဲ့နေရာမှာများများလေးဖြန့်ပေးကျွန်တော်ကနောက်ပိုင်းကိုကျွန်တော်တူတီလှုပ်ချင်မှလှုပ်တော့မှာနော်တခါလေးပြောလိုက်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးတက်တာပါခွန်နိုင်ပါအိမ်မလာလာမကြပါသည်ဟုတ်ပြီလားအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးတက်တာပါ